ကွန်ပျူတာကနေ product အသစ်တင်နည်းကိုပြသပေးပါမယ်ခင်ဗျာ product အောက်က all product ကိုနှိပ်လိုက်ပါဒါတော့ကျွန်တော်တို့ website ထဲမှာတင်ထားတဲ့များ product တွေအကုန်လုံးတနေရာထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်အပေါ်နာ add new product ကိုနှိပ်လိုက်ပါဒီမှာ product name ကတော့ကျွန်တော်တို့ဝတ်ထည်တွေဆိုလဲဝတ်ထည်တွေရဲ့တစ်ခုချင်းစီရဲ့နာမည်လေးထည့်လိုက်မယ်နော် product description ဆိုတာကကျွန်တော်တို့ဒီ product ရဲ့အသေးစိတ်အချက်လက်တွေကိုထည့်မယ် short description ကကြတော့ကျွန်တော်တို့အတူလေးပဲပေါ့နော်ဒီ product ပြီးမှပေါ်မဲ့စာသားလေး3-5ချောင်းလောက်ပဲထည့်ပါမယ်ပြီးတော့ဒီမှာ product type မှာကျွန်တော်တို့ variable product ကိုရွေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကချင်းချက်ခင်ဥမှာအခုတင်မယ်ဆိုတော့ချက်ခင်က site တွေရွေးလို့ရမယ် color တွေရွေးလို့ရမယ်အဲ့လိုမျိုးဟာဆိုဒီ variable product နဲ့တုံးမယ်နော်ပြီးရင်ကျွန်တော်ဒီ bina attributes ဆိုတာတွေကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော် site ထည့်မယ် site က bina မှာ site ဆိုပြီးနာမည်လေးထည့်ပြီးတော့ small medium တခုတတိထားမှာအဲ့ small ဆိုလဲ small ပြီးရင် space ပြီးရင်အဲ့မြင့်မှတ်လေးတခုထည့်ပြီးကြမှာ space ပြီးကြမှာ medium ပြီးကြတော့ XL လို့ပါလို့ထည့်မယ်ဆိုလဲ space ပြီးကြတော့မြင့်မှတ်လေးခံပြီးကြမှာ space ချပြီးတော့မှနောက်ထပ် XL လို့ရေးအဲ့လိုမျိုးပေါ့နော်ဥပမာ site တွေနံပါတ်တွေနဲ့ထည့်မယ်ဆိုလဲ36 space မြင့်မှတ်လေးပြီးကြမှာ space ပြီးတော့မှ40အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးထည့်လို့ရပါတယ်3-5မျိုးကိုစိတ်ကြိုက်ထည့်လို့ပါရပါတယ်ဒီကြရင် save attribute ဆိုတာလေးကိုနှိပ်လိုက်ပါဒီခါကျမှနောက်ထပ် add attribute ထည့်ပြီးတော့မှအဲ့မှာ color ကိုလည်းခုနကကျွန်တော်ပြောလို့ပဲပေါ့နော်ခုနရှိတဲ့ color လေးတွေအဲ့လိုမျိုးမြင့်မှတ်လေးတွေခန့်ခဲပြီးထည့်လိုက်လို့ရပါတယ်ဗျပြီးရင် variation ကိုသွားမယ်ပြီးကြတော့အပေါ်က generate variation ကိုသွားလိုက်မယ်အဲ့ဒါဆိုကျွန်တော်ခုနထည့်ထားတဲ့ color 2ရောင် size က2မျိုးဆိုလို့ချင်းသူကအမျိုးအစား4မျိုးဆိုပြီးသူ auto ခွဲလာမယ်ပေါ့နော်အဲ့ဒါဆိုဒီမှာကြာလာပြီ4ခုเนาะအဲ့ဒါဆိုရင်အဲ့ဒါအားလုံးကိုကျွန်တော်တို့ဈေးကတစ်မျိုးတည်းပဲသတ်မှတ်ခြင်းတယ်ဆိုတော့အဲ့အပေါ်က add price နေရာမှာထည့်လိုက်လို့ရှိရင်သူက4ခုလုံးအတွက်တစ်ဈေးတည်းထွက်လာမှာပေါ့နော်အဲ့ဒါမှမဟုတ်ပဲねဒီမှာ medium small size ကဈေးတက် medium ကဈေးတက်အဲ့လိုခွဲခြင်းတော့သူတက်ဆိုင်ရာဈေးလေးလိုက်ပြင်ပေးရမှာဖြစ်ပါတယ်သက်ဆိုင်ရာ product ပေါ်မှာထောက်လိုက်ပြီးတော့ဒီလိုလေးပေါ်လာတယ်เนาะအဲ့မှာအဲ့ပုံနေအောင်နှိပ်ပြီးတော့ကျွန်တော်တို့ကပုံလေးတွေထည့်လို့ရတယ်ဥပမာဂျက်ကင်အမဲအောင်ဆိုလို့ရှိရင်အမဲအောင်ကိုရွေးလိုက်ရင်အမဲအောင်ပုံလေးပြောင်းသွားအောင်ဒီမှာပုံထည့်ရမယ်ပေါ့နော်အဲ့မှာပုံထည့်မယ်ကြအောက်မှာဒါ manage stock ကိုအမှတ်ချလိုက်ရင်ကျွန်တော်တို့နာမအထည့်ရေးအတွက်ဘယ်လောက်ရှိလဲအဲ့ဒါထည့်လို့ရတယ်အကွက်လေးပေါ်လာမယ်เนาะဒီကြတော့ regular price နေရာမှာကျွန်တော်တို့ရောင်းမဲ့ဈေးနှုန်း2000ဆို2000ထည့်လိုက်မယ်ပြီးနာ save price ကကြာကျွန်တော်တို့တစ်ခါလေး discount ချတဲ့အချိန်ကျရင်ဥပမာ2000နဲ့ကို1000ခွဲနဲ့ရောင်းမယ်ဆိုပြီးနာမှာ1000ခွဲထည့်လိုက်အဲဒါဆိုရင်2000နဲ့ကိုသူကဖြတ်ထားပြီးတော့1000ခွဲဆိုတာလေး discount ချတဲ့ပုံလေးနဲ့ပေါ်နေမှာဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ဒီမှာရှိတဲ့ product တွေခုခွဲထားတဲ့ဟာတွေတော့အဲ့လိုမျိုးတစ်ခုချင်းလိုက်ပြင်ရမယ်နော်ပြီးတော့ဘေးနားမှာ category ဆိုတဲ့အကွက်လေးထဲမှာကျွန်တော်တို့အခုက jacket တို့ jacket ဆိုပြီးတော့ category မရှိသေးဘူးเนาะအဲဒီတော့ category အသစ်ထည့်မယ် add new category ထည့်ပါပြီးတော့ဒီဘက်ဘေးက product image ရဲ့ product gallery ရဲ့အပေါ်က product image ကတော့ကျွန်တော်အင်ဂျီဆိုအင်ဂျီရဲ့ပုံလေးထည့်လိုက်ပါတော့အောက်က product gallery ကကျတော့အင်ဂျီကိုအရှိကတပုံနောက်ကတပုံဘီကတပုံအဲ့လိုပေါ့နော် customer ကြီးကြည့်လို့ရှိရင်ရှေ့ဒီနောက်ဒီဘီဒီစုံစုံလင်းလင်းကြည့်လို့ရအောင်လို့ပုံ3-4ပုံထည့်တာကိုပြောတာပါနော်ဒီဘက်တောင်းကကျွန်တော်တို့ publish ဆိုတာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့တင်ထားတဲ့ product က website ပေါ်ရောက်သွားပြီเนาะအဲဆိုရင်ကျွန်တော် all product ထဲမှာလည်းတွေ့ရတော့မှာပါအဲဒီ product